resort project အတွက် EY invitation ကိုသူတို့ဘက်ကလက်ခံလိုက်ပြီအဲ့ဒါသူတို့ဒီကိုလာကြမှာဟုတ်လားစလို့သိရင်တော့တော်တော်ဝမ်းသာနေပါဟုတ်ဆနိုးလည်းပါခိုင်လို့လေ ဟုတ်တယ်ဒီ project တွေအားလုံးဆိုတာစနိုးကိုပဲလုံးပန်စုအားလုံးပြီးလိုက် ဒီ project နေနေရအောင်ဘသူကစူးစမ်းခဲ့တာလဲဆနိုးအဲ့လောက်ပိုင်ခွင့်နေအောင်ဘသူပေးတာလဲကိုနဲ့ဆနိုးနဲ့အောင်ဘာဖြစ်လို့လောက်ပြီးပတ်သက်နေရ တော်တော်ကြီးဒါမိသားစုစီးပွားအဲ့ဒီမင်းရဲလိုလေးနဲ့စိတ်ကြီးကလုပ်ငန်းတိုးတက်ဖို့ကအားလုံးအနှောက်အယှက်ပဲ ဘာနောက်ဆက်လဲဘရီတို့လင်မယားနှစ်ယောက်ချက်ကိုဘသူမှမတာနိုင်အောင်လုပ်ထားမှာဘရီလိုမျိုးအိမ်နောင်ရေးစီးပွားရေးသာတာလုံးနေအားလုံးကမိုးပေါ်တက်ပြန်နေမှာပေါ့ဆနိုးလည်းအဲ့ဒီခွင့်ရေးတွေဘာမှပေးစရာအကြောင်းမရှိဘူး အဲ့လိုလုပ်လို့မရတော့ဘူးစနိုးကရှေ့ကဦးဆောင်လုပ်ကိုကနောက်ကအားလုံး support ပေးရမယ်လို့မမကစနိုးကငါဂရီပေးပြီးသွားပြီ ဘာမှမလဲအဲ့ဒီမျက်စံတွေကဘယ်ကပါလာကြတာလဲတောက်လို့ကိစ္စတွေကသူ့နဲ့မှမဆိုင်တာအလုပ်တွေအကုန်လုံးအစတွေကကော့ကန့်နဲ့ကိုခွဲထားပြီးသားသူကဘာဝင်လုပ်ပြန်တာလဲ တော်တော့ဟာတော်တော့မင်းမမကိုဘာမှသွားပြီးတော့ပြဿနာရှာနေကြအကြောင်းမရှိဘူးမင်းကိုမင်းအိမ်မှာဘလောက်ပဲတုံးဝင်ကြောင်ငါတီးခန့်ပေးလို့ရမယ်မင်းအလုတ်ထက်ထိကွာအခုလိုမျိုးတွေလိုက်ပြောနေမင်းတော်တော်တရားလွန်နေပြီတော့ပြောမမကိုရမ်းအားနာစရာကောင်းနေ အားနာအောင်ဟာ မယုံနိုင်ခဲ့ဘူးဘဝခါခါတတ်